အဲ့တော့ American က Ivy League University တွေဖြစ်တဲ့ Columbia ပါဝင်ဟာလားတက်သူအများစုမှာဒီ funding ဖြတ်မဲ့ကိစ္စတွေဟိုကြားနေရတယ်ပေါ့နော်အခု Columbia တက်သူဆိုရင်တန်း400grant တွေ federal ကပေးတဲ့ပတ်စံတွေသူတို့ဟိုဖြတ်မယ်ဆိုတဲ့အတန်းတွေကြားနေပေါ့နော်အဲ့တော့တက်သူတွေကလည်းဘယ်လိုတုံ့ပြန်ကြမလဲဆိုတာတော့ဒါစိတ်ဝင်စားကြရပါအဲ့တော့ဒါတွေဘာကြောင့်ဖြစ်နေတယ်လဲเนาะဟို Donald Trump မတိုင်ခင်မှာဟိုဖြစ်နေတဲ့ပြဿနာတွေကိုဟိုသိဖို့တော့လိုတာပေါ့เนาะအဲ့တော့ဒီကျောင်းတွေနဲ့ပတ်သက်ရင်ဒီကျောင်းတွေရဲ့ဒိုနာတွေကဘယ်သူတွေလဲဆိုတော့ဗျာအမေရိကမှာဒီ conservative think tank တွေရှိတယ် liberal think tank တွေရှိတာပေါ့เนาะအဲ့ဒီမှာဟိုရွေးကောက်ပွဲ interest ပေါ်မှာမူတည်ပြီးတော့ဟိုကျောင်းတွေက grant တွေရကြတာဟုတ်เนาะဒီ Wall Street စီးပွားရေးသမားတွေတဲမှာဟိုဂျူးတွေရှိတာပေါ့နော်ဒီဥပမာအဖြစ် Bill Ackman တို့ပါတော့ပေါ့နော်ဒီ Ackman တို့ဘာလို့လဲဆိုရင်သူကတကယ်ဟို10 billion လောက်ချမ်းသာတယ်ဗျာနော်ချမ်းသာပြီးတော့သူတို့ကဘာလို့လဲဆိုတော့တကယ်အတွေးခေါ်သူကပတ်စံချမ်းသာကုန်နေမကဘူးအတွေးခေါ်တွေကိုဖြန့်ပြကြတာပေါ့ဒါတွေနဲ့ဟိုတိဆောက်ကြတာပညာရေးတွေပါလေတိဆောက်ကြတယ်တိဆောက်ကြတဲ့အခါမှာသူတို့က Ivy League တက်သူတွေကိုသူတို့ထောက်ပံ့ရေးတွေပေးကြတယ်เนาะအဓိကဒိုနာတွေပေါ့အဲ့တော့ဘာဖြစ်လဲဆိုတော့ဒီ Palestine နဲ့ Israel စစ်ပွဲတွေဖြစ်တဲ့အခါမှာဒီသူတို့ပေးတဲ့ scholarship တွေကပဲတက်သူကျောင်းသူကျောင်းသားတွေဟာ Israel ကိုစတင်ကြတယ်เนาะဒီ October 7 မှာ Hamas က Israel ကိုဝင်ပြီးတော့ပြန်ပြီးဆိုတာကြတော့မပြောကြဘူး Israel ကဘုံကျဲတာတွေကိုပြောတယ်ပေါ့နော်ဒါထုံးစံတိုင်းသူတို့ကဂျူးဆိုတော့ Israel ဘက်ကပဲရကြပါဘူးအဲ့တော့ဟိုဘာတွေစပြောလာကြတယ်ဆိုတော့ငါတို့အကြောင်းတွေမှာငါတို့ scholarship ပေးတဲ့သူတွေကငါတို့ကိုပြန်ဆန့်ကျင်ကြတယ်ဆိုရင်တော့ဒီအကြောင်းတွေမှာနိုင်ငံကအကြောင်းသားတွေလည်းလာတက်ကြတာဘူးเนาะသူတို့ scholarship မှာမဟုတ်ပါဘူးအဲ့တော့သူတို့ကိုဟို visa ရုပ်သိမ်းမယ်ပြန်ပို့တာကောင်းတယ်ဒီအကြောင်းတွေမှာမတက်စေနဲ့ပေါ့เนาะဒီလိုဟာတွေနဲ့သူတို့ကလည်းလှုံ့ဆော်ကြတာဘူးเนาะအဲ့လိုလှုံ့ဆော်တော့သူတို့နဲ့ inline ဖြစ်တာဘာတူလဲဆိုတော့ဟို Donald Trump နဲ့တွားတွေ့ကြတာဘူးเนาะအဲ့တော့ဟိုထုံးစံတိုင်းပဲဗျာဒီနိုင်ငံထဲမှာဟို Palestine အရေးလှုပ်ရှားသူတွေကလည်းဟုတ်လား Palestine ရေးကိုထောက်ခံတဲ့ဟိုလွတ်တော်အမတ်တွေကိုသမရတွေရှင်းကကြမှာဖြစ်တယ်လို့ဟိုဂျူးတွေကလည်းသူတို့ကိစ္စကိုထောက်ခံတဲ့သူတွေကိုပဲရှင်းကကြမှာလीเนาะအဲ့တော့အမေရိကန်ပြည်ထောင်စုမှာဂျူးအရေးအတွက်ကအမေရိကန်ပြည်ထောင်စုလူဦးရေရဲ့300ခိုင်နှုန်းပဲရှိတာပါဒါပေမဲ့စိတ်ဝင်စားဖို့ကောင်းတာဒီ Nobel Prize ရတဲ့နော်စီးပွားရေးနဲ့ပတ်သက်ပြီးတော့ဘောဂဗေဒနဲ့ပတ်သက်ပြီးတော့သိပ္ပံပညာနဲ့ပတ်သက်ပြီးတော့ဒီ Nobel Prize ရတဲ့သူကိုကြည့်လိုက်ရင်အမေရိကန်မှာ Nobel Prize ရတဲ့ရဲ့အဲ့ဒီဆိုင်ရာတွေပါနော်အဲ့ဆိုင်ရာကဏ္ဍတွေပါ Nobel Prize ရတဲ့သူရဲ့40%ခိုင်နှုန်းကဂျူးတွေနော်ခုနပြောသလိုပဲဒီသိပ္ပံပညာတီထွင်မှုနဲ့ပတ်သက်တဲ့ဟာတွေပေါ့ကြည့်လိုက်ရင်လည်းဆိုတယ်သူတို့39%ခိုင်နှုန်းကသူတို့ပဲနော်အဲ့တော့အမေရိကန်နိုင်ငံရေးထဲမှာသူတို့လွှမ်းမိုးနေတယ်ဆိုတာသိတော့မထူးဆန်းဘူးသူတို့ပညာရေးတွေတော်ကြတယ်Wall Street တွေဘာတွေမှာဆိုလဲစီးပွားရေးရာဟိုချမ်းသာကြတာပေါ့အဲ့တော့ဟိုလူအဖွဲ့အစည်းတစ်ခုကဗျာချမ်းသာလာတယ်ပညာတတ်လာတယ်ဆိုရင်သူတို့လိုပဲဩဇာကြီးတဲ့လူတွေနဲ့ချိတ်ဆက်ပြီးတော့လှုပ်ရှားကြတယ်ပေါ့နော်ဒါကြောင့်မို့လို့လဲအမေရိကန်နိုင်ငံရေးမှာဟိုဂျူးတွေကဟို lobby ရတဲ့အားသာတယ်ဟိုငွေကြီးเนาะ business ဟိုတယောက်နဲ့တယောက်အပေးယူလုပ်တာတွေရတယ်သူတို့ကအားသာတယ်ပေါ့နော်ပညာရေးကိုကြည့်လိုက်တော့လေဟိုသူတို့ကထဲထဲဝင်ဝင်ပါဝင်ပတ်သက်နေကြတာကိုเนาะအဲ့တော့ဟိုဘာကိုပြောချင်တယ်လဲဆိုတော့ဗျာဒီနေ့ဟိုအမေရိကန်ပြည်ထောင်စုမှာဘာဖြစ်နေလဲဆိုတော့ဟိုဒုက္ခတွေလာကြတယ်ပေါ့ဟိုအမေရိကန်ပြည်ထောင်စုရဲ့ဟိုဒုက္ခတွေလာကြတယ်ဒါပေမဲ့ပြဿနာပါလဲဆိုတော့ဒုက္ခတွေအများစုကအမေရိကန်ပြည်ထောင်စုထဲမှာငါတို့ကအမေရိကန်တွေဖြစ်တယ်အမေရိကန်ပြည်ထောင်စုကြီးထွားအောင်လုပ်မယ်ငါတို့အောင်မြင်အောင်လုပ်မယ်ငါတို့ကြံခဲ့တဲ့လူအဖွဲ့အစည်းကိုအောင်မြင်အောင်လုပ်မယ်လို့ဆိုတာတဲ့သူတို့ကဘယ်လိုဖြစ်လဲဆိုတော့
ကြံခဲ့တဲ့လူအဖွဲ့အစည်းကိုတတတလုပ်ပြီးတော့ဒီနိုင်ငံမှာရှိတဲ့အမေရိကန်တွေခံစားနေတာကိုလည်းနားမလဲအမေရိကန်ကြီးထွားအောင်လည်း contribute မလုပ်ဘူးဆိုရင်တော့ဒီအမေရိကန်နေရဲ့နိုင်ငံရေးတွေကိုတိုးလို့ဖြစ်မှာမဟုတ်ဘူးเนาะဘာဖြစ်လို့လဲဆိုတော့အမေရိကန်နိုင်ငံရေးသမားတွေကလည်းတွေးမှာပေါ့တွေ့တာဒုက္ခသည်တွေကတခုခုဖြစ်တိုင်းအမေရိကန်ကိုပဲသူတို့အပြစ်ရှာနေတယ်ပြီးရင်သူတို့နိုင်ငံအကြောင်းအောင်ပဲတတ်တတ်ပြောနေတယ်သူတို့နိုင်ငံကိုဒီလောက်တတ်တတ်ဖြစ်နေရင်ဘာဖြစ်လို့ပြန်နေကြလဲဒီမှာဘာလို့နေနေကြလဲအဲ့တော့ဒီမှာဝက်ဖျားတွေနဲ့တာရနေကြလားဒီလိုတွေသူတို့ဘက်ကလည်းတွေးတာပေါ့နော်ဒါတွေသတိထားဖို့ပါကျွန်တော်ပြောတာဘာကြောင့်ဂျူးတွေဟာသူတို့ကိစ္စမှာအောင်မြင်နေတယ်လေအကြမ်းပြောမှဆိုတော့စီးပွားရေးပညာရေးမှာအောင်မြင်နေကြလို့သူတို့ထိုးဖောက်တာပေါ့နော်ဒါကတစ်ပိုင်းပါတစ်ပိုင်းကဘာလဲဆိုတော့သူတို့မှာမဟာဗျူဟာရှိတယ်ဗျမဟာဗျူဟာရှိတယ်ဆိုတာအဲ့လိုလေတစ်ဖက်လူအဖွဲ့အစည်းတွေကိုထိုးဖောက်ပြီးသူတို့ကိုယ်တိုင်အမေရိကန်တွေလိုခံစားစာနာပြပြီးမှသူတို့လိုချင်တဲ့လမ်းကြောင်းကိုရအောင်တင်ကြတာလေနော်ဒီလိုပါပဲအီရတ်စစ်ပွဲတွေပါလို့ဆိုတာလေနောက်ကတင့်တန်တွေကအကျိုးတွေပါပဲဆာဒမ်ဟူစိန်ကအဲ့တုန်းကအီရတ်တို့အီရန်တို့ဆိုတာကအစ္စရေးနိုင်ငံတီးရှိမှုလက်မခံဘူးလက်မခံတဲ့အတွက်ငါတို့ကလည်းသူတို့ပြုတ်အောင်ဖြုတ်အောင်မယ်ဆိုတဲ့အတွေးခေါ်တွေနဲ့အမေရိကန်အတိုင်းဝိုင်းနဲ့ဝင်ပြီးတော့လုပ်ကြတာပေါ့နော်အဲ့တော့အကြမ်းမြင်ဒါလေးတွေစဉ်းစားဖို့ပါဒီလိုတွေစကားခံနေတာကကျွန်တော်တို့အမေရိကန်နိုင်ငံကြီးအခုသူတို့ဒေါ်နယ်ထရန့်နဲ့အခုဖြစ်လာမဲ့နိုင်ငံကခင်းချင်းတွေကိုပြောချင်လို့တစ်ခုချင်းစီကိုအကြမ်းမြင်မိတ်ဆက်နေတာပါ everybody good luck